ပျော်စရာရှိတာကိုပျော်ခွင့်ရှိတယ်ဒါပေမဲ့မနှက်ဖြန်အတွက်ကိုပျော်ဖို့ထားအောင်ဘာကြောင့်လဲကျွန်တော်တို့ဒီနေ့မှာမနှက်ကောညှောက်အောင်မြင်တယ်ထိုးသားတိုင်းမပေါက်ဘူးဆိုတဲ့ပြန်ကြားကိုလည်းကျွန်တော်တို့အကောင်းဆုံးစူးစမ်းပြီးတော့ပြီးခဲ့တယ်ဒီညနေမှာပြန်ကြားအောင်ပါတယ်နှစ်ရှိနှစ်ကွက်ကောင်းတွေကတစ်ကွက်ထွက်တယ်ဘာမှမလိုအပ်ဘူးမနှက်ကောညှောက်ရောโอเคတယ်ရှေ့တစ်ဘက်ကလည်း10ချိန်မှာ10ချိန်အောင်မြင်တယ်အိုက်တဲ့လမ်းနဲ့အိုက်တဲ့ကောင်းနဲ့ဘာမှမရှိတော့ဘူးအဲ့လိုပဲကျွန်တော်ရဲ့စူးစမ်းမှုအောင်မြင်မှုကဒီလောက်ထိအတွန့်ရှည်မယ်လို့ကျွန်တော်တကယ်ကိုဝမ်းသာပီတိဖြစ်မိပါတယ်ဘာကြောင့်ပဲဖြစ်ဖြစ်မနှက်ဖြန်မှာကျွန်တော်တို့16ရက်နေ့9လပိုင်းအင်္ဂါနေ့မှာ 2D ဖွင့်ပါပြီကျွန်တော် 2D ရော 3D ရောကျွန်တော်ဒီည15ရက်နေ့6လပိုင်းဒီညတနင်္လာညမှာရောင်းချပေးပါမယ်အဖွဲ့ဝင်အယောက်30ခေါ်ထားပါတယ်ကျွန်တော်စီမှာနေ့တိုင်း 2D တရက်စာဝယ်ခြင်းရင်ကျွန်တော်ရဲ့ 2D မနှက်ဖြန်အတွက်ကိုနေ့တိုင်းတရက်စာကို18000ကျပ်ပါခင်ဗျာနေ့တိုင်းတရက်စာ18000မှာတရက်တစ်ချိန်အာမခံပေးပါတယ်တရက်မှာတစ်ချိန်မပေါက်ဘူးဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ဝယ်ယူထားတဲ့ငွေ18000ကျပ်ကို6ဆပြန်ရောပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ကြံ8ချိန်အပီးယူခြင်းနဲ့မိတ်ဆွေများရှိရဆိုရင်ကြံ8ချိန်စာကို4000ကျပ်ပါခင်ဗျာ 2D ကြံ8ချိန်စာကို4000ကျပ်ပါကနန်းကလည်းဆွမ်းနာလိုပဲနှစ်ကွက်ပဲထိုးရမှာဖြစ်ပါတယ်အဲ့ဒီကြံ8ချိန်ရမှာကျွန်တော်9ချိန်အာမခံပေးထားပါတယ်9ချိန်မပေါက်ဘူးဆိုရင်ကျွန်တော်စီမှာဝယ်ယူထားတဲ့ငွေ4000ကို6ဆပြန်ရောပေးသွားမှာဖြစ်ပါတယ် Time 3D တကွက်ကောင်းကတ်လိုက်ရပါမယ် Time 3D တကွက်ကောင်းကတ်ကတဲ့မထိုးရဘူးအာထိုးရမယ်တကွက်ကောင်းထိုးအောင်တကွက်လေးထိုးမှာဖြစ်ပါတယ်ခင်ဗျာရောင်းစည်းကတော့4000ကျပ်ပါတကွက်လေးဖြစ်ပါတယ်4000ကျပ်ပါတို့ရတယ်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ဝယ်စည်း4000ကိုအကုန်ပြန်ပေးပါတယ်ပြန်အမ်းပေးပါတယ်ကနန်းတစ်လုံးမှမတူလွဲတယ်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဝယ်စည်း4000ကို6ဆပြန်ရောပေးတော့မှာဖြစ်ပါတယ်ဒါအပြင် 3D 3ကွက်ကောင်း share ကနန်းကတ်ရပါမယ်အဲ့ 3D 3ကွက်ကောင်း share ကနန်းကတ်ကလည်းတို့ရတယ်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ရောင်းစည်း19000ကျပ်ကိုအတိပြန်ပေးပါတယ်အဲ့ဒီကနန်း3ကွက်လုံးတစ်လုံးမှမတူဘူးဆိုရင်ငွေ6ဆပြန်ပေးတော့မှာဖြစ်ပါတယ်အဲ့လိုမျိုးအာမခံချက်ကကိုလိုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ်399695144000ကနေဆက်သွယ်ပြီးတော့ weight KB လာတောင်းပါကျွန်တော်အဖွဲ့ဝင်လူရောက်30ပဲရောင်းချပေးမှာဖြစ်ပါတယ်အာမခံထားတဲ့အတွက်ပါအယောက်30ကျော်ရင် limit ပြည့်ပါပြီပိတ်ပါပြီခင်ဗျာ 2D လား 3D လားအကုန်ရပါမယ်မနှက်ဖြန်အားလုံးပဲအောင်ပွဲဆင်မယ်